Hello，大家好，阿鲁米明啦吧？一起来讲你们就是话嘞，老师今天嘛咯，龙安东丢是个表定恩啥，早点你比如上面那对呀我是比如几几啊？好，那我们一起看。明天嘛，干他啦，罢了。你手里拿着什？你手里拿着什么？你手里拿着什么？你手里说没有လက်ထဲမှာပေါ့နော်手ဆိုတာလက်ကိုပြောတာ手里ဆိုဒီလက်ထဲမှာ拿着ဆိုတာဒီကင်ထားတာစုပ်ကင်ထားတာကို拿着လို့ပြောတာပေါ့နော်什么ဆိုတာဘာလဲလို့ထည့်ပေးရတယ်ဒါကြောင့်မင်းလက်ထဲမှာကင်ထားတာကဘာလဲဆိုရင်你手里拿着什么你手里拿着什么မင်းလက်ထဲမှာကင်ထားတာကဘာလဲရေခဲတာထဲမှာဘာတွေရှိလဲ冰箱里有什么水果冰箱里有什么水果？冰箱里ဆိုတာရေခဲတစ်တာတယ်။有ကရှိတယ်။什么水果ဘာတစ်တီလဲ။အဲ့တော့ရေခဲတစ်တာထဲမှာဘာတစ်တီတွေရှိလဲဆိုရင်冰箱里有什么水果？冰箱里有什么水果？ရေခဲတစ်တာထဲမှာဘာတစ်တီတွေရှိလဲ။冰箱里有什么水果？ရေခဲတစ်တာထဲမှာဘာတစ်တီတွေရှိလဲ။မင်းဘာတွေလောနေရလဲ။你急什么？你急什么？急ဆိုတာကစိတ်လောတာပေါ့နော်လောတာကို急လို့ခေါ်တယ်急什么ဘာလောနေရလဲအဲ့တော့မင်းဘာလောနေရလဲဆိုရင်你急什么你急什么မင်းဘာလောနေရလဲမင်းဘာစဉ်းစားနေရလဲမင်းဘာတွေးနေရလဲပေါ့你在想什么你在想什么မင်းဘာတွေးနေရလဲမင်းဘာစဉ်းစားနေရလဲဆိုရင်你在想什么你在想什么မင်းဘာစဉ်းစားနေရလဲမင်းကဘာဖြစ်ချင်လို့လဲ你想干嘛你想干什么你想干什么မင်းဘာဖြစ်ချင်လို့လဲမင်းဘာလုပ်ချင်လို့လဲမင်းဘာဖြစ်ချင်လို့လဲဆိုတဲ့အတိတ်ပဲရတယ်ပေါ့နော်你想干什么你想干什么မင်းဘာဖြစ်ချင်လို့လဲ你想干什么မင်းဘာဖြစ်ချင်လို့လဲ好下一个နောက်တစ်ခုကဘာကြောင့်လဲ为什么为什么ဘာကြောင့်လဲလို့ဒီပဲသူကကျတော့အကြောင်းပြချက်တွေကိုမေးခွန်းမေးတာ为什么ဘာကြောင့်လဲအဲ့တော့ဘာဖြစ်လို့လဲဆိုတော့အဘယ်ကြောင့်ဆိုတော့ဆိုရင်因为ဘာဖြစ်လို့လဲဆိုတော့အဘယ်ကြောင့်ဆိုတော့因为ဘာဖြစ်လို့လဲဆိုတော့အဘယ်ကြောင့်ဆိုတော့因为下一个နောက်တစ်ခုကဖြစ်သေးတယ်ဖြစ်အောင်မယ်ဟိုင်းဆိုတာကတခုခုကိုသေးတယ်အောင်မယ်ဆိုတဲ့အဓိပ္ပာယ်ဥမာဟိုင်ရောက်ဆိုရင်ယူအောင်မယ်ဒီလိုမျိုးပေါ့နော်ဟိုင်ရောက်ချွဆိုရင်သွားရအောင်မယ်ဒီလိုမျိုးပြောတာအဲ့တော့ဟိုင်မေချဆိုရင်မစားရသေးဘူးเนาะဟိုင်မေရှော့မပြောရသေးဘူးเนาะအဲ့လိုမျိုးပြောတာအဲ့တော့ဟိုင်ဆိုတဲ့စကားလုံးကဖြစ်သေးတယ်ဖြစ်အောင်မယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်下一个ဒါဆိုလို့ရှိရင်ဖြစ်သေးတယ်ဖြစ်အောင်မယ်ဆိုရင်ဟိုင်ဖြစ်သေးတယ်ဖြစ်အောင်မယ်နောက်တစ်ခုအားလက်ဒီ有空အားလက်ဒီ有空အားလက်ဒီမောပန်းဒီလေမောပန်းဒီ下一个လိုအပ်ဒီ需要လိုအပ်ဒီ需要လိုအပ်ဒီ下一个အတွက်为了အတွက်下一个အနာယူဒီ休息အနာယူဒီစကားများဒီ吵架တယောက်နဲ့တယောက်စကားများတာเนาะအခြေတင်ဖြစ်ပြီးစကားများတာပေါ့เนาะအဲ့ဒါကို吵架စကားများဒီရန်ဖြစ်တာကိုကြတော့打架ရန်ဖြစ်ဒီဒါဆိုရင်ထိုးတာကြိတ်တာတွေပါလာပြီတုတ်တင်နဲ့ရိုက်တာမျိုးလက်သီးနဲ့ထိုးတာမျိုးเนาะအဲ့လိုမျိုးထိုးတာကြိတ်တာတွေပါလာပြီဆိုရင်ကိုထီလက်ရောက်ပါလာပြီဆိုရင်တော့ဒါ打架လို့ခေါ်တာပေါ့เนาะအပြန်လန်းထိုးကြိတ်တယ်ဆိုရင်ဒါအဲ့လိုမျိုးရန်ဖြစ်တယ်ဆိုရင်တော့打架ရန်ဖြစ်တယ်စူဒီဆဲဒီမစူဒီဆဲဒီလို့ထည့်ပေးရတယ်ဥမာကိုယ့်ရဲ့မိဘတွေကိုယ့်ဆရာတွေကနေပြီးတော့စူတယ်ဆိုလို့ရှိရင်ဒါဒါဆိုရင်စူတယ်ဆိုတဲ့ထည့်ပေးရောက်တယ်အဲ့တော့ကိုနဲ့ပုံမှန်ကိုယ့်ရဲ့တငယ်ချင်းတွေကကိုဆဲတယ်ဆိုရင်လည်းဒါเนาะနော်你不要骂我你ငါ့ကိုမဆဲနဲ့ပေါ့နော်他骂我ဆိုသူကငါ့ကိုဆဲတယ်ပေါ့အဲ့လိုမျိုးပေါ့နော်အဲ့တော့စူတာဆဲတာကိုမလို့ခေါ်တယ်ပေါ့နော်စူတာဆဲတာကို
စုသည်ဆဲသည်လို့ထည့်ပေးရတယ်ဟောဒါကတော့လုပ်ငန်းသုံးတရုတ်စကားပြောသင်ခန်းစာစာအုပ်ထဲကနေပြီးတော့စာမျက်နှာ100ကိုကျွန်တော်အတူတူလေ့လာခဲ့တာပဲဖြစ်တယ်ပေါ့နော်ဒီစာအုပ်လေးကိုကိုရင်ကိုကြောက်ဝယ်ယူပြီးတော့ဒီလိုဗီဒီယိုဖိုင်လေးနဲ့တွဲပြီးတော့လေ့လာကျင်တယ်ဆိုလို့ရှိရင် AK လမ်းချိုင်းနေရဲ့ဒါ Facebook page ရဲ့ Messenger မှာကိုယ့်ရဲ့နာမည်လေးတွေနေရာလိစာလေးတွေဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးတွေပေးပို့ပြီးတော့မှာယူလို့ရပါတယ်အဲ့တော့စာအုပ်မှာယူသူတဲ့အားလုံးကိုလို့ဆိုတော့ဘာတွေထပ်ပြီးတော့လက်ဆောင်ပေးသေးလဲဆိုတော့ဒါတရုတ်စကားပြောသင်ခန်းစာလေ့လာတဲ့အခါမှာအရေးကြီးဆုံးသင်ခန်းစာဖြစ်တဲ့ဒါအခြေခံဖြစ်ရင်သင်ခန်းစာတွေဒါနေ့စဉ်စကားပြောမှာအရန်ကိုပဲအသုံးများတဲ့စကားပြောသင်ခန်းစာတွေကိုဒါရသက်ပံအခမဲ့ဗီဒီယိုဖိုင်လေးနဲ့ဆက်ပြီးတော့ပေးပို့ပြီးတော့သင်ကြားပေးသွားမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့စာအုပ်လေးမွေယူရသေးဘူးဆိုလို့ရှိရင်AK လမ်းချိုင်းနေရဲ့ Page Messenger မှာအမြန်ဆုံးလေး order တင်လို့ရပါတယ်အမြဲတမ်းကြည့်ရှုလေ့လာအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအဲ့တော့ AK လမ်းချိုင်းနေရဲ့ YouTube channel လေးကိုလည်း subscribe မနေရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်ပြီးတော့ပေးနာ like လေးကိုလည်းနှိပ်ပေးခဲ့ပါဦးเนาะ好那我们下次见谢谢大家